အားလုံးပဲမင်္ဂလာပါရှင်အခုဆိုလို့ရှိရင်တော့ဆိုင်လက်ရာကြာစံစီချက်လေးလုံးမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့တော့ငုံလေးကိုပြုတ်ပေးထားပါမယ်ထိုင်ဝမ်မုံညင်းလေးကိုလည်းတစ်ပြိုင်တည်းပြုတ်ပေးထားပါမယ်ထိုင်ဝမ်မုံညင်းလေးရပြီဆိုလို့ရှိရင်တော့အရွက်လေးတွေစိမ့်နေအောင်ပေါ့နော်ရေအေးလေးနဲ့စိမ့်ပေးထားပါမယ်ငုံခွန်နာပြီးသားလေးတွေရသွားပြီဆိုလို့ရှိရင်တော့ရေဆေးပြီးတော့ထားပေးထားပါမယ်ပြီးရင်တော့ကြာစံလေးကိုပြုတ်ပါမယ်ပြီးရင်တော့ကြက်သားပြုတ်တဲ့ကိုချင်းထည့်ပါမယ်စားလေးထည့်ပါမယ်အရသာအတွက်တော့အချိုမုံလေးနဲ့ငယ်ထည့်ပါတယ်ပြီးရင်တော့ငရုတ်ကောင်းလေးခတ်ပါမယ်ကြက်ပြုတ်ရည်လေးကိုတတ်ထားထားမယ်ကြက်သားအသားကိုတတ်ဖယ်ပေးထားပါမယ်ပြီးရင်တော့နှစ်ဆက်ဖို့အတွက်ကိုကြက်ပြုတ်ရည်လေးနည်းနည်းတဲ့ကိုပဲငံပြားရည်အနောက်ပဲငံပြားရည်ကြီးတို့ပွက်ပွက်စုအောင်တည်ပေးထားပါမယ်စီချက်ချက်ဖို့အတွက်စီဆူဆူတဲ့ဟိုမှာကြက်သွန်ပြူလေးတွေလီးထားတာကိုထည့်ပေးပါမယ်အခုအနေလေးဆိုရင်တော့ရပါပြီပြီးရင်တော့စပြီးတော့မှပြင်ဆင်ပါမယ်ကြာစံပြုတ်ထားတာလေးကိုပကံလုံးတစ်လုံးနဲ့ထည့်မယ်ပြီးရင်တော့စီချက်လေးတွေထည့်ပါမယ်ပြီးရင်ဆော့ဆော့ဆက်ထားတဲ့နှစ်ကလေးကိုထည့်ပါမယ်ချက်သားလေးတွေကိုနှွှင်ထည့်ပေးပါမယ်ပြီးရင်အားလုံးမှွေပြီးွားရင်တော့ပေါ်ကနေပြီးတော့မှစီချက်ဖက်လေးတွေရဲ့ချက်သားလေးတွေရဲ့ငုံလေးတွေရဲ့ကိုထပ်ထည့်ပြီးတော့မှလာဆင်ပေးပါမယ်ပြီးရင်တော့ငရုတ်ကောင်းလေးခတ်ပါမယ်ထိုင်ဝမ်မုံညင်းလေးကိုလည်းပြီးမှထားပေးထားပါမယ်အခုဆိုလို့ရှိရင်တော့ဆိုင်လက်ရပုံစံမျိုးကြာစံစီချက်လေးရပြီပဲဖြစ်ပါတယ်သူ့ကိုချက်ပြုတ်ရည်လေးနဲ့တွဲတောင်းရင်အရန်ကောင်းတယ်ပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်